ပြည်သူများလုံးမင်္ဂလာပါဒီခေါက်တင်ဆက်ပေးတော့မှာက2020ခုနှစ်မှာထွက်ရှိထားတဲ့တဲထိတ်ရန်ပေါ်ဇာတ်ကားလေးဖြစ်တဲ့ Captive ပဲဖြစ်ပါတယ်လီလီဆိုတဲ့ကောင်မလေးကသူမရဲ့ရန်ကားတဲ့အဖေဖြစ်သူကြောင့်အိမ်ကနေထွက်ပြေးလာခဲ့တယ်သူကတော့လီလီရဲ့ချစ်သူကောင်လေး Neil ပါသူမတို့နှစ်ယောက်အတူအိမ်ကထွက်ပြေးလာကြတာဖြစ်ပြီးတော့ရောက်တဲ့ရရသွားရင်ကနေတောအုပ်တစ်ခုတည်းဝင်လာခဲ့ကြတယ်အဲ့ဒီနောက်လီလီကသူမမိဘတွေကိုတတိယလာတာကြောင့်ဖုန်းခေါ်ပြီးအိမ်ပြန်ဖို့တွေးလိုက်ပေမဲ့ Neil ကမပြန်သင့်ဘူးလို့ပြောခဲ့တယ်ဒီလိုနဲ့ခရီးဆက်သွားကြပြီးတနေ့အရောက်မှာတော့သူမတို့စီမှာရေမရှိတော့ဘူးဆိုတာတတိယသွားကြတယ်တပြည့်ပြည့်နေဝင်လာတဲ့အခါမှာတော့သွားနေတာကိုခဏနားပြီးတော့တဲထိုးဖို့ပြင်ဆင်ခဲ့ကြတယ်အဲ့ထဲမှာလီလီကတဲထိုးရပြီးတော့ Neil ကတော့ရေသွားရှာခဲ့တယ်တဲထိုးပြီးတဲ့နောက်မှာတဲတဲ့ရောက်ခါမှာလီလီကသူမဖုန်းကို Neil ယူသွားတာကိုသိသွားခဲ့တယ်အဲ့ဒီနောက်လီလီဟာ Neil ကိုတညာလုံးစောင့်နေခဲ့ပေမဲ့ Neil ပြန်မလာခဲ့ပါဘူးနောက်တစ်နေ့မနက်မှာတော့လီလီတယောက်တည်းအိမ်ပြန်မယ်လို့သွားနေကနေလမ်းမှာအိမ်တိန်ကိုတွေ့တာကြောင့်အဲ့ဒီအိမ်ထဲပြေးဝင်ပြီးသွားတယ်သူမကို Evan ဆိုတဲ့လူတစ်ယောက်ကထွက်နှုတ်ဆက်ပြီးတော့သူမက Neil ကိုဖုန်းဆက်ရအောင်ဆိုပြီးတော့အဲ့ဒီလူစီကဖုန်းခဏငှားတယ်ဒါပေမဲ့ Evan ကသူမကို banana လို့ချိုးသွားအောင်ရေချိုးသွားပါအောင်လားဘာညာဆိုပြီးပြောလာတာကြောင့်တခုခုလွဲနေပြီဆိုတာသိရတော့တယ်အဲ့ဒါနဲ့ဒီအင်ကြီးကနေပြေးမယ်ဆိုပြီးလောက်ခါမှာ Evan ကသူမကိုမရရအောင်ဆွဲထားခဲ့ပါတယ်အိမ်ထဲအထိပါပြန်ခေါ်လာပြီးတော့အိမ်ထဲရောက်တော့သူ့ရဲ့အပြုတ်မှုတွေအတွက်သူမကိုတောင်းပန်လိုက်တယ်ဒါပေမဲ့မူမမှန်တာကြောင့်ပြန်မယ်လို့လုပ်ပေမဲ့ Evan ကထပ်ပြီးတားထားပြန်ပါတယ်ဒီတစ်ခါတော့ order hitter တွေပါလာပြီးတော့သူမကိုအခန်းတစ်ခန်းထဲကိုပါဆွဲသွင်းလိုက်ကအခန်းကိုတော့ပါကတ်ထားလိုက်တော့တယ်အဲ့ဒီနောက်လီလီဟာအခန်းတစ်လျှောက်လိုက်ကြည့်တော့နိုင်ရန်ပေါ်မှာလူပြောက်ကြော်ညာထားတဲ့သတင်းစာဖြတ်ပိုင်းတွေကိုတွေ့ခဲ့ရတယ်။သူမလည်းကြောက်လာပြီးတော့ Evan ကိုပြန်ခုခံနိုင်မဲ့သူမကိုကူညီပေးမဲ့အရာတစ်ခုခုများရှိမလားဆိုပြီးတော့လိုက်ရှာခဲ့တယ်။နောက်တဲ့ဇမင်ကမှာတော့တူကင်ထားတဲ့လီလီကိုတွေ့လိုက်တာကြောင့် Evan ကဒေါသထွက်သွားပြီးတော့သူမကိုအခန်းပြင်ပေးထွက်မဲ့စိတ်ကူးပါပြောင်းသွားခဲ့တယ်။သူ့အိမ်ရဲ့လုံခြုံရေးစနစ်တွေအားလုံးကိုလည်းဖွင့်လိုက်ပြီးတော့အိမ်ရဲ့ထွက်ပေါက်မှန်သမျှကိုပိတ်ထားလိုက်ပါတယ်။အချိန်နဲ့ကြာတော့သူခန်းထဲကိုပြန်ဝင်သွားပြီးတော့သူမကိုစားစရာနည်းနည်းပေးပြီးတော့ရေချိုးဖို့ပြောခဲ့ပါတယ်။ကြောက်နေရှာတဲ့လီလီလေးခင်ဗျာသူမကိုသွားခွင့်ပေးဖို့ Evan ကိုတောင်းပန်နေခဲ့တယ်။ဒါပေမဲ့ Evan ကထွက်သွားခွင့်မပြုဘဲနဲ့သူမကိုအခြားအခန်းတစ်ခုထဲကိုဆွဲခေါ်သွားခဲ့ပြီးတော့အဲ့ဒီအခန်းထဲကပြေးဆက်တစ်လုံးပေါ်မှာသူမကိုတက်ပြေးခိုင်းခဲ့တယ်။နောက်ရက်မှာတော့သတင်းစာထဲမှာ Neil နဲ့ Lily ရဲ့လူပြောက်ကြော်ညာပါလာခဲ့ပါတယ်။အဲ့ဒါကိုမြင်ပြီးတော့ဘာကိုဒေါသထွက်လို့ထွက်သွားမှမသိတဲ့ Evan ကခုနကပြေးဆက်နဲ့ Lily ရှိတဲ့အခန်းကိုသွားပြီးတော့ Lily ကိုနိုင်အောင်လေ့ကျင့်ရမယ်လို့ပြောလာခဲ့တယ်။ဘာကိုလေ့ကျင့်ရမယ်ဆိုတာတော့မပြောခဲ့ပါဘူး။ဒီလိုနဲ့တနေ့တာကုန်ပြီးအိတ်ချင်ရောက်တော့ Evan က Lily ကိုအိတ်ရတစ်လုံးစီစဉ်ပေးပြီးတော့စားစရာအချို့လည်းပေးကတေချာနေရချထားပေးခဲ့တယ်။နောက်တစ်နေ့မနေ့ရောက်တော့လည်း Evan ကဖျားရယူလာပြီးတော့ Lily ကိုအဲ့ဒီပေါ်မှာထိုင်ခိုင်းပြန်ပါတယ်။နောက်တော့အိတ်ထမတင်တွေပါလှုပ်ခိုင်းပြီးတော့လီလီကလည်းဦးကြောင်ကြောင်နဲ့လိုက်လုံနေနေရုတ်တရက်သူမအဖေရဲ့ပြုတ်မှုတွေကိုတတိယသွားခဲ့တယ်။နောက်တော့ထူးဆန်းတာက Evan ကိုကန်ထုတ်လိုက်ပေမဲ့သူကဘာမှကိုမလုပ်ဘဲနဲ့ဒီတိုင်းထားခဲ့ပါတယ်။နောက်တော့ပြန်ရောက်လာပြီးတော့အိတ်ထမတင်လှုပ်တာပြီးမှညစာစားရမယ်လို့ပြောလာတယ်။လီလီကလည်းဘိုက်ဆန်နေတာကြောင့် Evan ပြောသလိုလိုက်လုပ်လိုက်တဲ့အတွက် Evan ကသူ့စကားအတိုင်းလီလီကိုထမင်းစားခန်းကိုလိုက်ပို့ပြီးတော့ညစာစားဝိုင်းမှာလီလီကို Catherine ဆိုတဲ့နာမည်သုံးပြီးခေါ်ဝေါ်လိုက်တယ်။လီလီကဘာမှပြန်မပြောဘဲနဲ့ Evan စကားပြောနေတဲ့အချိန်အတော်တွင်သူမဒီအိမ်ကထွက်လို့ရနိုင်မဲ့နေရာတွေကိုသာလိုက်ကြည့်နေခဲ့တယ်။ဓာတ်ကိုကန်လိုက်တဲ့အချိန်မှာတော့ Evan ကသူမစီရောက်လာပြီးတော့ဓာတ်ကိုဆွဲယူလိုက်ကသူမစားဖို့အတွက်အသားလှီးပေးလိုက်ပါတယ်။သူ့ခုံမှာပြန်သွားထိုင်တော့အဲ့ဒီဓာတ်ကိုပါသူနဲ့အတူယူသွားတဲ့အတွက်လီလီကလည်း Evan ဒေါသထွက်အောင်လို့စားစရာတွေကိုကျမ်းပေါ်ပစ်ချလိုက်တယ်။သူမစီ Evan နောက်တစ်ခါပြန်ရောက်လာတဲ့အခါမှာတော့ Evan လက်ထက်မှာအားကစားဝတ်စုံတစ်စုံကင်ထားပြီးတော့သူမကိုဝတ်ခိုင်းခဲ့ပါတယ်။ပြေးစားပေါ်တက်ပြီးတော့လည်းပြေးခိုင်းခဲ့ပြီးတဲ့နောက်မှာ Evan ရဲ့ညီဖြစ်သူရောက်လာပြီးတော့ Evan ကသူ့ညီကို Catherine ပြန်ရောက်နေပြီးအောက်ထပ်မှာလေ့ကျင့်ခန်းလုပ်နေတယ်လို့ပြောလိုက်ပါတယ်။ Evan ညီကမူမမှန်တဲ့သူ့ကိုစိတ်တောက်ဖို့မေ့ပြန်ပြီလားဆိုပြီးတော့ယောဂကူထုံးတွေကိုပြောလာခဲ့တယ်။သူ့ကိုသူတော့အကောင်းကြီးထင်နေပေမဲ့ Evan က delusional disorder ဆိုတဲ့စိတ်ကူးရင်နဲ့လက်တွေ့ရောထွေးတဲ့စိတ်ယောဂခံစားနေရတာပါ။အဲဒီနောက်ယောဂကူဖို့ပြောတဲ့ညီဖြစ်သူနဲ့ကိုကောင်းတဲ့ထင်နေတဲ့အကိုနဲ့စကားတွေများပြီးတော့ညီဖြစ်သူကစိတ်ညစ်ညက်နဲ့ထွက်သွားပါတယ်။ Evan လည်းအောက်ထပ်ကိုပြန်လာပြီးတော့လီလီကိုသူမဦးလေးရောက်လာတာဆိုပြီးပြောခဲ့ပါတယ်။ Evan စကားကိုကြားတဲ့လီလီဟာမျောလင်းချက်ရောင်ချီလေးတန်းလာခဲ့ပေမဲ့ Evan ညီကပြန်သွားပြီးမို့လို့သူမအတိနောက်ကျသွားခဲ့ပါပြီ။အဲ့ဒီနောက်လီလီဟာ Evan ရဲ့စိတ်ကူးရင်ဇလန်ထဲမှာရေလိုက်ငားလိုက်နေဖို့ဆုံးဖြတ်လိုက်ပြီးတော့ဦးလေးကိုလည်းတွေ့ကျင်တယ်လို့ပြောလိုက်ပါတယ်။ Evan ကတော့သူမကိုရေချိုးတန်ရှင်းလုပ်ဖို့သာပြန်ပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာတော့ရေခဲတရာပေါ်မှာကတ်ထားတဲ့ Evan နဲ့သူသမီး Catherine တို့ရဲ့တပ်ပုံကိုကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်။လီလီရေချိုးနေတဲ့အချိန်မှာ Evan ကလီလီအတွက်အိယာပါညာအစင်သစ်ပြင်ပေးထားပါတယ်။ Evan တယောက်လီလီကိုသူသမီး Catherine ဆက်သွင်းရမှာတော်တော်လေးမျောနေပုံရပြီးတော့လီလီကလည်း Evan လောက်ရက်တွေအတွက်ရေလိုက်ငားလိုက်နေက Catherine အဝတ်တွေကိုပါဝတ်ပေးခဲ့ပါတယ်။ဒါအပြင်လီလီဟာ Catherine နဲ့သူမမိဘတွေရိုက်ထားတဲ့တပ်ပုံကိုတွေ့ပြီးတော့ဂရင်အောက်က Catherine ရဲ့ diary ကိုလည်းရှာတွေ့သွားခဲ့တယ်။ diary ကိုနည်းနည်းဖတ်ကြည့်လိုက်ပြီးနောက်မှာတော့အိမ်ထဲကနေခိုးထွက်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့ခိုးချောင်ခိုးပဲလီလီကို Evan တွေ့သွားပြီးတော့ဘာလုပ်နေတာလဲလို့မေးလိုက်တဲ့အတွက်လီလီက Evan များအကူအညီလိုမလားဆိုပြီးကူညီဖို့ထွက်လာတာဆိုပြီးတော့လိန်ပြောလိုက်ရတယ်။ Evan ကလီလီကိုမီးဖို့ထဲခေါ်လိုက်ပြီးတော့သူနဲ့အတူဟင်းချက်ခိုင်းတော့လီလီလည်း Evan အလိုကျလိုက်လုပ်ပေးရပါတယ်။ဒီလိုနဲ့ Evan သူမအပေါ်အာယုံမရောက်တဲ့အချိန်မှာလည်းထပ်ထွက်ပြေးဖို့လုပ်ခဲ့ပေမဲ့ထပ်မိသွားခဲ့ပြန်ပါတယ်။ Evan ကသူမကို Catherine ခိုင်းနဲ့ပြန်ဝင်ခိုင်းတာကြောင့်ဝင်လာလိုက်ပြီးတော့ဘာမှလုပ်စရာမရှိတာကြောင့် Catherine diary ကိုပဲဆက်ဖတ်နေဖို့စိတ်ကူးလိုက်ပါတယ်။ diary ထဲမှာ Evan အကြောင်းနဲ့အများပြဖတ်လိုက်ရပြီးတော့ Evan ဟာအရန်ကိုစီကံတင်းကျပ်လွန်းသူဖြစ်ပြီးတော့အမားလုံးမိရင်ကိစ္စသေးသေးလေးတွေမှာတော့လွန်ကျူးကျူးအပြစ်ပေးတတ်တယ်ဆိုတာကိုတွေ့ရတယ်။အားကစားပွဲတွေမှာပထမရဖို့လည်းအရန်ကိုလေ့ကျင့်ခိုင်းတတ်တဲ့သူဖြစ်ပြီးတော့အဲ့ဒီလိုတွေကြောင့်ပဲ Catherine အမေနဲ့ Evan တို့ကြားပြဿနာတွေဖြစ်လာခဲ့ကြတာပါ။ Catherine ကသူမအပျော်ပေါ်စောင့်ဝင်ခြင်းတော့က Evan ဟာအမျိုးသမီးလစဉ်ဖြစ်တဲ့ကိစ္စတွေအကြောင်းနားမလည်ဘူးဆိုတာပါရေးသားထားခဲ့တဲ့ကြောင့်နီလီတယောက်အကြံတစ်ခုရသွားခဲ့တယ်။
နောက်တော့ Evan ကိုသူမဓမ္မတာလာနေတာကြောင့်လစဉ်သုံးပစ္စည်းတွေတွားဝယ်ပေးဖို့ပြောပါတယ် Evan ကလည်းသူမကိုအောက်ထပ်မှာလေ့ကျင့်ခန်းလုပ်နေဖို့မှာပြီးတော့ဝယ်ဖို့အပြင်ထွက်သွားခဲ့တယ်လီလီလည်းကက်သရင်းရဲ့ဒိုင်ယာရီကိုဆက်ဖက်ကြည့်လိုက်ပြီးတော့ Evan ပြန်လာရင်မရိမ့်မိအောင်လုပ်နည်းနည်းပါးပါးကွင်ဆင်လိုက်ပါတယ် Evan ပြောင်းတဲ့အခန်းမှာတော့ကျွန်တော်တို့ဟာတစ်လျှောက်လုံးမတွေ့ခဲ့ရတဲ့ Neil တစ်ယောက် Evan စီရောက်လာပြီးတော့သူပြောင်းနေတဲ့ကောင်မလေးကိုတွေ့မိလားဆိုပြီးတော့လာမေးတာကိုတွေ့ရမှာဖြစ်ပါတယ်လီလီပုံကိုမြင်သွားတဲ့ Evan ဟာမေးတာတခြားသဘောပေါက်တာတခြားနဲ့သူ့ကိုဆေးရုံပို့ဖို့သူ့ညီက Neil ကိုလွှတ်လိုက်တယ်လို့ထင်သွားခဲ့ပါတယ် Neil ကိုထွက်သွားပါညာပြောလိုက်ပြီးတော့မလင်းရင်ရဲသားကြီးကိုလာရွှေတို့ကိုပါ walkie talkie နဲ့ခေါ်လိုက်မယ်ဆိုပြီးတော့ချိန်ချောက်လိုက်တယ် Neil ထွက်သွားတော့မှအိမ်ထဲဝင်လာပြီးတော့လီလီကိုအရက်တိုင်းမို့လုပ်ခဲ့တယ်သူ့ဘာသာသူများသမီးကိုသူ့သမီးလုံနေတဲ့ Evan ကလီလီဟာကက်သရင်းထက်အရက်ပူတာကိုသိသွားပြီးတော့အခုမှကြောင်အန်းတွေစဖြစ်လာတယ်လီလီလည်းနည်းနည်းခြေပြားထောက်လိုက်မှ Evan ကယုံကြည်သွားပြီးတော့လီလီကိုကြိုးခုန်ခိုင်းခဲ့ပါတယ်သူမကိုလောက်ခိုင်းတာတွေများလာလို့ညင်းငွေလာတဲ့လီလီဟာအဲ့နောက်မှာတော့လက်ထဲကကျိုးနဲ့ Evan ကိုအပီကျွေးနေခဲ့ပြီးတော့အခန်းတော့ကိုသူမကိုပေးဖို့ Evan ကိုပြောလိုက်ပါတယ်အဲ့ဒီချိန်မှာပဲပြဿနာတွေထပ်ဖြစ်ပြန်ပါတယ်အဲ့ဒီညမှာလီလီကကက်သရင်းဒိုင်ယာရီကိုဆက်ဖက်ကြည့်တော့ကက်သရင်းရဲ့အမေဟာကားမတော်တဆမှုတစ်ခုမှဆုံးသွားတာကိုတွေ့လိုက်ရတယ်အဲ့ဒီချိန်မှာပဲ Evan ကညစာစားဖို့လာခေါ်တာကြောင့်အရှိန်ပြတ်သွားပေမဲ့ချက်ချင်းထလိုက်သွားလိုက်ပါတယ် Evan ကသူ့လှုပ်ပေးနေကြအတိုင်းအသားလိပေးတာဘာညာကိုလှုပ်ပေးလိုက်ပြီးတော့အဲ့ဒါကိုမြင်ပြီးစိတ်မကောင်းဖြစ်သွားတဲ့လီလီကခုနကသူမရဲ့လှုပ်ရက်တွေအတွက်တောင်းပန်လိုက်တယ်တစ်ဆက်တည်းမှာပဲចောင်းပေးရက်တွေပြီးတော့မှဖြစ်တာကြောင့်သူမចောင်းပြန်တက်ရတော့မယ်ဆိုတော့ပြောလိုက်ပါတယ်လီလီစကားကြတော့ Evan ကအိမ်မှာပဲတက်လေဆိုပြီးတော့အေးဆေးဆေးပဲပြန်ပြောခဲ့တယ်ရသာစားပြီးတဲ့နောက် Evan ကသူနဲ့ကက်သရင်းဆော့နေကြအတိုင်းတူတူပုံနဲ့ဆော့ကြမယ်ဆိုပြီးပြောလာခဲ့တယ်လီလီလည်းအတူတူဆော့ပေးလိုက်ပြီးတော့တနေရာမှာတန်ရာရသွားတယ်လို့ဟန်ဆောင်လိုက်တယ်တန်ရာရရင်အခန်းထဲနေရတဲ့အချိန်ပိုကြနေလို့ရမှာကြောင့်ကက်သရင်းရဲ့ဒိုင်ယာရီကိုများများဖက်လို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်နောက်ထပ်ဆော့ဝင်ကမှာတော့ငလင်တစ်ခုလှုပ်လာခဲ့တယ်Evan ကသူမကိုဘာမှမဖြစ်အောင်အိမ်ပြင်ကိုခေါ်ထုတ်သွားပြီးတော့ငလင်လှုပ်ပြီးတော့မှအိမ်ထဲပြန်ဝင်ကြကငလင်ကြောင့်ပျက်စီးသွားတာတွေကိုရှင်းလင်းရေးလုပ်ကြတယ်အဲ့ဒီမှာ Evan ကငငယ်ကအပြေးပြိုင်ပွဲတစ်ခုမှာပန်းဝင်ခဲ့တဲ့ပုံကိုတွေ့ရပြီးတော့ Evan ကသူဟာသူ့သမီးကိုသူ့ခြေရာလိုက်နှင်းပြီးတော့သူ့လိုကစားသမားကောင်းဖြစ်စေချင်တာလို့ပြောလာခဲ့တယ်နောက်ရက်မှာတော့ Evan နဲ့လီလီဟာအိမ်နောက်ဖေးဘက်ထွက်လာပြီးတော့ Evan ကလီလီကိုအပြေးလေးကျင့်ခိုင်းခဲ့ပါတယ်ဒီတစ်ခါမှလည်းသူမကထွက်ပြေးဖို့ကြံပေမဲ့အရင်လိုပါပဲပြေးနှံလိုက်တန်းလောက်ကြရင်လည်းသူမခြေချင်းဝက်လဲထိသွားခဲ့ပြီးဒီတစ်ခါမှာတော့သူမကထွက်ပြေးမဲ့အစီအစဉ်ကိုခဏနားလိုက်ကတိုင်ယာတက်တာလာတာနဲ့အပြေးလေးကျင့်တာကိုပို့လုပ်မယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်တယ်အဲ့ဒီတော့တွင်းမှာလည်းကက်သရင်းလိုပဲဆက်သရုပ်ဆောင်ပြီးတော့အချိန်တစ်ခုအထိဖြစ်လာခဲ့တယ်နေ့တွေရက်တွေကုန်လွန်ပြီးတော့လအထိဖြစ်လာချိန်မှာတော့လီလီဟာ Evan ရဲ့လေ့ကျင့်မှုတွေနဲ့အသားကျလာခဲ့တယ်တယောက်နဲ့တယောက်လည်းပိုရင်းနှီးလာခဲ့ပြီးတော့လီလီဟာ Evan ကိုသူမအဖေလိုတောင်သဘောထားနေပြီဖြစ်ပါတယ်ကက်သရင်းလေ့ကျင့်တော့ကတည်းကပိုလေ့ကျင့်နိုင်တဲ့လီလီအတွက် Evan ကဝမ်းသာနေခဲ့ပြီးတော့ဒီလိုနဲ့တနေ့မှာတော့ Evan ကလီလီကိုပြိုင်ပွဲတစ်ခုအကြောင်းပြောပြကအဲ့ဒီပြိုင်ပွဲအတွက်သူတို့မှပြင်ဆင်ချိန်9ပတ်ရမှာဖြစ်ကြောင်းကိုလည်းပြောပြခဲ့တယ်လီလီဟာအတော်လေးပျော်သွားပြီးတော့သူမနဲ့သူမအဖေအတွက်အမတ်တရဖြစ်အောင်ဆိုပြီးတော့ဓာတ်ပုံရိုက်ခဲ့တယ်ဒီလိုနဲ့တညလီလီအိတ်နေချိန်မှာ Evan ရောက်လာပြီးတော့ကက်သရင်းအမေသေးဆုံးမှုအတွက်လာတောင်းပန်ခဲ့ပါတယ်ဒီနေရာမှာကျွန်တော်တို့သိရမှာကတော့အရင်ကကက်သရင်းဟာသူမအမေရဲ့သေဆုံးမှုအတွက်သူမအဖေကိုအပြစ်တင်နေခဲ့တယ်ဆိုတာပါပဲနောက်နေ့မနက်မှာလီလီအပြင်ထွက်ဖို့လုပ်ပြန်တော့ Evan ကခက်အေးပဲထားပြီးတော့သူမကိုလက်ဆောင်တစ်ခုပေးလိုက်တယ်ဒီနေ့ဟာကက်သရင်းရဲ့မွေးနေ့ဖြစ်တယ်ဆိုပြီးတော့လည်းပြောပြီးတော့လီလီအဲ့ဒီလက်ဆောင်ဘူးကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ဖုန်းအသစ်တစ်လုံးကိုတွေ့လိုက်ရတယ်ဖုန်းထဲမှာသူမကြီးစ Neil ရဲ့ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပြီးတော့နံပါတ်ထည့်မှတ်ထားလိုက်တယ်နောက်တော့သူမအတွက်မွေးနေ့ကိတ်သွားဝယ်လိုက်အောင်မယ်ဆိုပြီးတော့ Evan ကအိမ်ကနေထွက်သွားပါတယ် Evan ထွက်သွားပြီးတဲ့နောက်မှာလီလီဟာအခွင့်အရေးကိုလက်လို့မခံဘဲတကားဖွင့်ကထွက်ပြေးတော့တယ် Evan ပြန်ရောက်တော့အိမ်မှာတကယ်ကက်သရင်းရောက်နေတာကိုတွေ့လိုက်ရပြီးတော့သူသမီးကသူ့ယောဂအခြေအနေကြောင့်ရုတ်တရက်ပြန်ရောက်လာမှသတိမထားမိပဲဝယ်လာတဲ့ပစ္စည်းတွေကိုအိမ်ထဲသွားထားဖို့အေးဆေးဆေးပဲထည့်ပေးလိုက်တယ်အခုမှအိမ်ကိုရုတ်တရက်ပြန်ရောက်လာတဲ့ကက်သရင်းကသူမအဖေရဲ့စိတ်လှုပ်ရှားပုံတွေကိုမြင်ရဖို့မျှော်လင့်ထားပေမဲ့နေတိုင်းတွေ့နေရသလိုပဲသူမကိုဆက်ဆံနေတော့အံ့ဩနေခဲ့ပါတယ်Evan ကမွေးနေ့ပွဲအတွက်ပြင်ဆင်နေချိန်မှာကက်သရင်းကိုအခန်းထဲသွားနေခိုင်းတဲ့အတွက်ကက်သရင်းလည်းစိတ်ရှုပ်ရှုပ်နဲ့ဝင်လာလိုက်တယ်အခန်းထဲကိုရောက်တော့ဇပွဲပေါ်မှာသူမအရင်ကရေးထားတဲ့ diary စာအုပ်လေးကိုတွေ့လိုက်ရပြီးတော့အဲ့ဒီစာအုပ်ရဲ့နောက်ပိုင်းစာမျက်နှာတွေမှာသူမရေးထားတာမဟုတ်တဲ့အစာတွေကိုလည်းတွေ့လိုက်ရတယ်အဲ့ဒီချိန်မှာပဲခုနကပြေးသွားတဲ့လီလီကပြန်ရောက်လာပြီးတော့သူမတို့နှစ်ယောက်ဆုံသွားကြပါတယ်အရင်ကသူမလိုပဲဖြစ်နေတဲ့လီလီကိုမြင်ပြီးတော့နားမလည်နိုင်ဖြစ်နေတဲ့ကက်သရင်းကိုသူမဟာကက်သရင်းဂျူနီယာလေးဖြစ်ကြောင်းနဲ့ကက်သရင်းစားသလိုနေသလိုလှုပ်သလိုအကုန်လိုက်လုပ်ပြီးတော့အားကစားမှာပါကက်သရင်းရဲ့စံချိန်ကိုကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကိုရှင်းပြနေခဲ့တယ်ထပ်ပြီးတော့လီလီရဲ့သူမဒီမှာနေရတာကိုပြောတယ်ဆိုတဲ့စကားကြောင့်ကက်သရင်းလည်းလန့်လာပါတော့တယ်လီလီဟာကားအက်ဆီဒင့်ဖြစ်ပြီးတဲ့နောက်မှာအဖေဖြစ်သူကိုအာမပေးပဲတယောက်တည်းထားပြီးထွက်သွားခဲ့တဲ့ကက်သရင်းကိုအပြစ်တင်ခဲ့ပြီးတော့လီလီကသူမအဖေအရင်ထက်တောင် Evan ကိုအဖေရင်းလုံခံစားရတယ်လို့လည်းပြောလာပါတယ်Evan နဲ့အတူရှိနေချိန်မှာပို့ပြီးတော့အချစ်လဲခံရပြီးတော့ဂယူးဆိုင်တာလဲခံရတဲ့အတွက်ကက်သရင်းအဖြစ်ဟန်ဆောင်တာကိုသူမအနေနဲ့မရက်တက်နိုင်တော့ဘူးလို့ပြောပြီးတော့ဘေးမှာရှိတဲ့ဓာတ်နဲ့ကက်သရင်းရဲ့ပိုက်ကိုထိုးတက်လိုက်ပါတော့တယ်နောက်တော့ Evan နဲ့အတူမွေးနေ့ပွဲလုပ်ကြပြီးတော့မြို့ထဲကိုအတူတူကားမောင်းထွက်ကြမယ်ဆိုပြီးပြောလိုက်တယ်ကားမောင်းမထွက်ခင်မှာပဲဖုန်းထဲကသူမချစ်သူ Neil ရဲ့ဖုန်းနံပါတ်ကိုဖျက်ပစ်လိုက်ပြီးတော့သူမရဲ့ချစ်လှစွာသောဖခင်အသစ်နဲ့ဘဝကိုဆက်လက်ဖြတ်သန်းရေးနဲ့ဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်ကားလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ